ရားဆိုတာမျိုးကသူတစ်ပါးနှစ်သက်သောစကားမနှစ်သက်သောစကားဆိုတဲ့နေရာမှာအကျိုးရှိရင်ပြောတယ်အကျိုးမရှိရင်မပြောဘူးအဲ့မှာမြတ်စွာဘုရားကစကား6မျိုးခွဲပြောပြတာမမှန်ကန်မှုပေါ့နော်အကြောင်းအရာဒီမမှန်ကန်မှုနော်အကျိုးလည်းမရှိဘူးမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးလည်းမနှစ်သက်ဘူးမှန်လည်းမမှန်အကျိုးလည်းမရှိနှစ်လည်းမနှစ်သက်ဘူးဆိုရင်အဲ့စကားမျိုးဘုရားမပြောဘူးနောက်မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးနှစ်သက်တယ်တချို့စကားတွေကကြီးစရာမောစရာပြောကြတာတွေရှိတယ်အပြင်းပြေပုံဝိထုတွေပြောကြတာတွေရှိတယ်အပြင်းပြေပုံဝိထုတွေဖတ်ကြတာတွေရှိတယ်ဘာမှအကျိုးမရအောင်သင်ခန်းစာဘာမှမရအောင်အပြင်းပြေယုံတတ်တတ်ပဲရှိတယ်ဆိုရင်တချို့လူတွေသဘောကျတယ်လေတချို့ရုပ်ရှင်စကားတွေတချို့ဝိထုစာအုပ်တွေအပြင်းပြေယုံတတ်တတ်ပဲဘာ message မှမရအောင်ဘာမှသင်ခန်းစာမရအောင်မှတ်သားစရာဘာမှမပါဘူးအပြင်းပြေယုံတတ်တတ်ပဲရိုက်ကူးတဲ့ဇလန်းတွေအပြင်းပြေယုံတတ်တတ်ပဲရေးထားတဲ့စာအုပ်တွေရှိတယ်လေအဲ့ဒါမျိုးကိုစာပေထဲမှာကြတော့တန်ဖတ်ပလာပဝါစာလို့ခေါ်တာဘုရားယဟန္တာတွေဟာအရဟတမဉ္ဇဉ်နဲ့အဲ့တန်ဖတ်ပလာပဝါစာဒုစရိုက်ကိုပယ်ပြီးသွားပြီဒါကြောင့်ဘုရားယဟန္တာတို့မြေတီမှာအပြင်းပြေစကားဘယ်တော့မှမပြောဘူးနော်အပြင်းပြေုံတတ်တဲ့မှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးနော်မမှန်ဘူးအကျိုးမရှိဘူးအပြင်းပြေုံတတ်တဲ့စကားဘယ်တော့မှမပြောဘူးဒါလည်းတရားဓမ္မတွေမှတ်သားစရာအတူယူစရာကောင်းတယ်ပေါ့အဲကြောင့်မမှန်ဘူးအကျိုးမရှိဘူးသူတို့ဘာတွေဘလောက်ပဲနှစ်သက်နေပါစေဘလောက်ပဲနော်စိတ်ချမ်းသာစေပါစေမမှန်ဘူးအကျိုးမရှိရင်ဘုရားမပြောဘူးနောက်တစ်ခုကကြတော့မှန်တော့မှန်တယ်မှန်တော့မှန်တယ်အကျိုးမရှိဘူးသူတို့ဘာမနှစ်သက်ဘူးမှန်တယ်ဘလို့အကျိုးမရှိဘူးမနှစ်သက်ဘူးဒါလည်းဘုရားမပြောဘူးအဲကြောင့်ဘလောက်ပဲမှန်နေပါစေအကျိုးမရှိရင်ဘုရားမပြောဘူးဒါလည်းဥစ္စလောတရားဓမ္မတွေတူယူစရာကောင်းတယ်ဒီဘက်ခေတ်မှာတချို့သောပုဂ္ဂိုလ်တွေကငါမှန်နေတာကိုပြောမှာပဲဆိုတော့မှန်တိုင်းပြောရတာမဟုတ်ဘူးဆိုတာကိုသတိထားစရာကောင်းတယ်နော်မှန်နေပေမဲ့အကျိုးမဲ့ရင်အကျိုးမရှိရင်ဘာလို့ပြောနေကြမှာလဲဒါမြတ်စွာဘုရားတို့မြည်ဒီမှာဘလောက်ပဲမှန်နေပါစေတဲ့အကျိုးမရှိရင်မပြောပါဘူးအဲ့တော့မှန်တယ်အကျိုးမရှိဘူးသူတစ်ပါးနှစ်သက်တယ်မပြောပါဘူးဘလောက်ပဲသူတစ်ပါးနှစ်သက်ဘလောက်ပဲမှန်နေအကျိုးမရှိရင်ဘုရားမပြောဘူးအဲကြောင့်မှန်တယ်အကျိုးမရှိဘူးသူတစ်ပါးနှစ်သက်တယ်ဘုရားမပြောဘူးမှန်တယ်အကျိုးမရှိဘူးသူတစ်ပါးမနှစ်သက်ဘူးဘုရားမပြောဘူးနောက်စကားနှစ်ခွန်းမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်သူတို့ဘာမနှစ်သက်ဘူးဘုရားပြောတယ်နှစ်သက်ခြင်းမနှစ်သက်ခြင်းတဲ့မှန်ဖို့လိုတယ်အကျိုးရှိဖို့လိုတယ်ဘုရားကအဲ့ဒီအကျိုးရှိခြင်းမရှိခြင်းကိုအဓိကထားတယ်မှန်တယ်အကျိုးရှိတယ်မနှစ်သက်ရင်လည်းဘုရားပြောတယ်ဦးဇင်းတို့မာဂန္ဒီမိသားစုကိုမြတ်စွာဘုရားတရားဟောတာကြည့်ပေါ့အဖေဖြစ်တဲ့ပုံသားကြီးကသူ့သမီးနဲ့မြတ်စွာဘုရားကိုပေးစားဖို့ကြိုးစားတာလေအဲ့တော့ဘုရားကဗာမိန်တယ်လဲဆိုတော့ဒီအပုပ်ကောင်ကိုရှေးဖျားကလေးနဲ့တော့မထိချင်ဘူးဒါမှန်သောစကားပဲလေနော်ဒီခန္ဓာကိုယ်ကြီးကအပုပ်ကောင်ပဲလေသူ့ရဲ့သမီးဟာဘလောက်ပဲချောနေပါစေဘလောက်ပဲလှနေပါစေတကယ်တော့အပုပ်ကောင်ပဲလေအပေါ်ကဦးဇင်းတို့အရေးပြားလေးအုပ်ထားတာပဲရှိလားအထဲမှာအယိုးတွေရှိတယ်အကြောတွေရှိတယ်အသားတွေရှိတယ်သွေးတွေရှိတယ်ဥသိမ်ဥမတွေရှိတယ်အပြင်ကအရေးပြားလေးပပလေးအုပ်ထားလို့သာလှတယ်ချောတယ်ဆိုတာဖြစ်နေတာအဲ့ဒီအရေးပြားကိုသာခွာကြည့်လိုက်ရင်လှတယ်ဆိုတာရှိကိုမရှိတော့ဘူးအဲ့တော့ဘုရားပြောတာအမှန်တရားပဲလေဒီအပုပ်ကောင်ကိုခြေဖြားကလေးနဲ့တော့မထိချင်ဘူးလို့ဘုရားကတရားစကားပြောလိုက်တယ်မှန်သောစကားပဲအဲ့တော့အဲ့ဒီမှန်သောစကားကိုသမီးဖြစ်သူမာဂန္ဒီကမကြိုက်ဘူးလေမနစ်သက်ဘူးလေဒါပေမဲ့လည်းအကျိုးရှိတယ်ဘသူအကျိုးရှိလဲတော့အမေနဲ့အဖေဖြစ်တဲ့ပုံသားကြီးနဲ့အမေဖြစ်တဲ့ပုံလေးမကြီးတို့အနာဂံဖြစ်သွားတယ်လေအကျိုးရှိတယ်လေမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဘုရားပြောတယ်
သမီးမနစ်သက်ပေမဲ့ဘုရားပြောတယ်အကျိုးရှိတာကိုအဲ့တော့မှန်လဲမှန်တယ်အကျိုးလဲရှိတယ်နှစ်လဲနှစ်သက်တယ်ဆိုရင်ပြောကြမလို့တော့ဘုရားပြောတာပေါ့အဲကြောင့်ဘုရားပြောတဲ့စကားဟာမှန်ရမယ်အကျိုးရှိရမယ်သူများကြိုက်ကြိုက်မကြိုက်ကြိုက်မှန်မှန်အကျိုးရှိမယ်ဆိုဘုရားပြောတယ်ပေါ့အေးဘလောက်ပဲမှန်နေပါစေအကျိုးမရှိရင်တော့ဘုရားမပြောဘူးတဲ့အဲ့တော့စကား6ခွန်းမှာ2ခွန်းဘုရားပြောတယ်ပေါ့မှန်အကျိုးရှိမနစ်သက်ဘုရားပြောတယ်မှန်တယ်အကျိုးရှိတယ်နော်မှန်တယ်အကျိုးရှိတယ်မနစ်သက်ဘုရားပြောတယ်မှန်တယ်အကျိုးရှိတယ်သူများနှစ်သက်တယ်လည်းဘုရားပြောတယ်ဒါဒုက္ကတဂုံတော်ပဲဒါဒီနေ့ခေတ်မှာဦးဇင်းတို့တရားဓမ္မတို့အားလုံးအတူရမယ်ဂုံတော်တစ်ပါးဖြစ်တယ်ပေါ့ဒီနေ့ခေတ်မိမိတို့ရဲ့စိတ်ခံစားချက်အားလျော်စွာထုတ်ဖော်ပြောဆိုကြတဲ့စာတွေရေးကြတဲ့အခါမှာအကျိုးရှိမကြည့်ကိုမစင်စားတော့ဘူးခံစားချက်အတိုင်းပဲပြောကြခံစားချက်အတိုင်းပဲရေးကြတဲ့အခါမှာမလိုလားအပ်တဲ့အကုသိုလ်တွေဖြစ်ကြတယ်ပေါ့ဒါကြောင့်ခံစားချက်တွေကိုရှင်းလည်းမတင်ဘဲနဲ့မှန်ရဲ့လားအကျိုးရှိရဲ့လားဆိုတာကိုဒီနှစ်ချက်ကိုစဉ်းစားပြီးမှပြောတင်ပါတယ်ရေးတင်တယ်ပေါ့မှန်ရမယ်အကျိုးရှိရမယ်ပေါ့ဒါဒီနေ့ခေတ်တော်တော်သတိထားစရာကောင်းတဲ့အချက်တွေဖြစ်တယ်နော်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီလိုစကား6မျိုးမှာ4မျိုးကိုငါဘုရားမပြောဘူး2မျိုးပဲပြောတယ်သူများနှစ်သက်သည်ဖြစ်စေမနှစ်သက်သည်ဖြစ်စေမှန်လဲမှန်မှန်အကျိုးလဲရှိတယ်ဆိုငါဘုရားပြောတယ်လို့ဘုရားကရှင်းပြတယ်